လာပါအားလုံးကိုဆွေးနွေးပြချမ်းမှာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့အမြင်မကြည်တဲ့အခါဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လူတစ်ယောက်ကိုအမြင်မကြည်ဖြစ်တယ်ဆိုတာကိုညှို့စုမှုဖြစ်နေတာကိုယ့်ရဲ့ဆန္ဒအတိုင်းမဖြစ်တဲ့အခါကိုယ့်ရဲ့စည်းကမ်းအတိုင်းမလိုက်နာတဲ့အခါလူလောကသဘာဝကိုလွန်ဆန်ပြီးတော့ပြုမှုနေတဲ့သူကိုတွေ့တဲ့အခါမှာအမြင်မကြည်တော့အဲ့တော့လူတစ်ယောက်ကိုအမြင်မကြည်ဖြစ်ရတယ်ဆိုတာအတော်လေးပူလောင်တယ်စည်းကမ်းနဲ့သတ်မှတ်ထားတဲ့အခါမှာစည်းကမ်းအရာစည်းကမ်းမလိုက်နာလို့သူ့ကိုအမြင်မကြည်ဖြစ်တတ်တယ်ကိုယ်အချင်းချင်းဂရိကဝတ်ပေးထားတဲ့အခါမှာဂရိမတည်တဲ့အတွက်ကြောင့်အမြင်မကြည်ဖြစ်တတ်တယ်အဘေးအယူမမျှတတဲ့အခါကိုယ်ကကြည့်ပဲအဘေးဖြစ်ပြီးတော့သူကအယူတတ်တတ်ဖြစ်နေတဲ့အခါမှာလည်းအမြင်မကြည်တွေဖြစ်လာတတ်တယ်အာမနာတတ်ခြင်းအလိုက်မသိခြင်းစတဲ့အရာတွေနဲ့ကြုံရင်လည်းပဲသူ့အပေါ်မှာအမြင်မကြည်တွေဖြစ်လာတတ်တယ်ဒီလိုအမြင်မကြည်ဖြစ်လာတဲ့အချိန်မှာကိုယ့်ရင်ထဲမှာဖြစ်နေတဲ့တရားကအကုသိုလ်တရားဆိုတာကိုစောစောစီစီနားလည်ထားဖို့လိုတယ်သူ့ကိုညှို့စုနေပြီအပြစ်တွေမြင်နေပြီအဲ့အပြစ်မြင်တာကနေဆင့်ကဲတက်ပြီးတော့သူနဲ့ပတ်သက်၍သူ့ရဲ့ကိုယ်အမူအရာကိုမြင်နေရရင်တော့၎င်းသူ့ရဲ့နှုတ်စကားတွေကိုကြားနေရရင်တော့၎င်းကိုမှပူလောင်တယ်အဲ့ပူလောင်တာကလည်းအကုသိုလ်ပဲဒီတော့ဒီအကုသိုလ်ကိုလက်မခံခြင်းတော့လည်းပဲတစ်ခါတည်းကြလက်ခံနေရတယ်အလိုလိုဖြစ်တာကိုအာယုံကကိုနှစ်သက်တဲ့အာယုံမဟုတ်တော့တုံ့ပြန်မှုကအဆိုးတုံ့ပြန်မှုတွေဖြစ်လာတယ်ဒီအနေထားမှာကိုယ့်ကိုယ်ပဲသတိပေးရမှာဒါဟာအကုသိုလ်လူတစ်ယောက်ကိုအမြင်မကြည်ဖြစ်နေရမယ်အစားသူ့ကိုဥပေက္ခပြုထားဖို့ကသာကောင်းသောလမ်းစဉ်ပဲတခါတရံကြောက်လို့ချင်းကိုထားတဲ့အတိုင်းမနေလို့ကို့အပေါ်မှာအလိုက်မသိလို့စသည်ဖြင့်အလိုက်သိလို့ဒီညာပြင်လာလို့ပြင်လာညာကရုဏာတော်တော်နဲ့ပြောမိတယ်တိမ်သွင်းမိတယ်စီယုံမိတယ်နောက်ကိုတိမ်သွင်းတဲ့အတိုင်းမဖြစ်တဲ့အခါကျတော့ထပ်ပြီးတော့ပူလောင်တယ်ဒီတော့အာကုသိုလ်ပေါ်အာကုသိုလ်တွေဆင်ရတဲ့အတွက်ကြောင့်လူဆိုတာလည်းပဲကိုယ်စရိုက်အတိုင်းသာသွားကြတဲ့အတွက်ကြောင့်လူတိုင်းကိုပြင်လို့မရဘူးပြင်လို့မရတဲ့သူတွေနဲ့တွေ့လာရပြီဆိုရင်ကိုယ်သာကုသိုလ်စိတ်မပြောက်ရအောင်လုပ်ဒီနေရာမှာကိုယ်ကဥပေက္ခပြုရတော့မယ်မြင်တော့လည်းပဲမမြင်သလိုနေတတ်ရမယ်ကြားတော့လည်းပဲမကြားသလိုနေတတ်ရမယ်လောကစည်းကမ်းတွေအရာဒီလိုကိုယ့်အတိုင်းဝိုင်းတွေကဖယ်ရှားပြစ်တင်ရင်ဖယ်ရှားပြရမယ်ဒါဟာစည်းကမ်းတဲကနေလောက်တာအဲ့ဒီလိုဆိုတော့မရှောင်လွဲတာပဲနဲ့ရှောင်လို့မရပဲနဲ့ဒီလိုလူမျိုးနဲ့ပဲအမြဲရင်နေရပါတယ်ဆိုရင်တော့ဥပက္ခပြုထားရတယ်ကိုယ့်ရဲ့ကုသိုလ်စိတ်ကိုပဲထက်ခါပွားရတော့တယ်သူနဲ့အတူနေရတဲ့အချိန်ကိုလျှော့ပြီးတဲ့အခါကျတော့ကုသိုလ်လုပ်တဲ့အချိန်များအောင်လုပ်ပြီးတော့ပဲကိုတတ်တာအောင်နေရတယ်အမြင်မကြည်လို့ဆိုပြီးတော့အမြင်မကြည်တိုင်းစိတ်ထဲမှာတွေးနေရင်သူကအကုသိုလ်တွေထပ်ပြီးတော့ပွားလာမယ်နှုတ်ကပါစကားတွေထွက်လာမယ်ဆိုရင်ဝစီကံအကုသိုလ်တွေထပ်ပြီးတော့ဖြစ်လာတယ်ကိုယ်မှာမင်္ဂလာတုံးလာတယ်စိတ်ကလည်းမင်္ဂလာမရှိဘူးနှုတ်ကလည်းမင်္ဂလာမရှိဘူးကိုယ်အမူအရာတွေပါလာမယ်ဆိုရင်တော့ကိုယ်အမူအရာပါမင်္ဂလာမရှိတဲ့သူတယောက်ကိုယ်တိုင်ဖြစ်သွားမယ်သူကအလိုက်မသိတဲ့သူကစည်းကမ်းမလိုက်နာတဲ့သူကလောကသဘာဝကိုလွန်ဆန်နေတဲ့သူမှန်နေတော့လဲကိုယ်ကလည်းလိုက်ပြီးတော့မင်္ဂလာတုံးတဲ့သူဖြစ်လာတယ်အဲ့တော့သူလည်းမင်္ဂလာတုံးကိုလည်းမင်္ဂလာတုံးမဖြစ်ရအောင်လို့ကိုယ်ကုသိုလ်ကိုပဲအာရုံစိုက်ရတယ်ဒီနည်းလမ်းကိုပဲသွားကြရတယ်အ
ပြစ်တွေထိုင်ပြောနေလို့လဲသူကပြန်လာတာမဟုတ်ဘူးသိန်းသွင်းစီယုံလို့လဲပါလာတာမဟုတ်ဘူးဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာဥပိ္ပခာနာနာပွားပြီးတော့ကျန်တဲ့စိတ်နဲ့လုပ်လို့ရတဲ့ကုသိုလ်များစွာကိုလုပ်ရင်းဖြင့်ကိုယ့်အလုပ်ကိုအာယုံဆိုင်လှုပ်သွားခြင်းဖြင့်သာဆက်ပြီးတော့နေထိုင်နိုင်တယ်စိတ်ထိုင်ပြတ်နေမယ်ဆိုလို့ရှိရင်ဘာမှကြိုးထူတာလည်းမဟုတ်ဘူးဒါကြောင့်စိတ်ပြတ်နေမယ်အစားအကုသိုလ်တွေဆင်ပွားအဖြစ်ခံမယ်အစားဥပိ္ပခာနာနာပွားရင်းဖြင့်ကုသိုလ်စိတ်များများဖြစ်အောင်ကိုအာယုံဆိုင်၍လေ့ကျင့်သွားပါလို့တိုက်တွန်းကြပါတယ်အဲကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ကိုစိတ်နှပြချမ်းမှာချမ်းသာကြ၍ဘေးဥပ္ပအန္တရာယ်အပေါင်းမှာလည်းကင်းဝေးကအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ